အော်မင်္ဂလာပါကြီးဒါပါတီးခွာလေဒါကျွန်တော်တို့ပြောရမယ်ဆိုတော့ဒါမျိုးခေါ်တာပေါ့လီချူတီလို့လည်းခေါ်တယ်လို့ဒီဗီဒီလို့လည်းခေါ်တယ်ဟုတ်ကဲ့ဆိုတော့ဒီအပင်တွေကဒီအတီးတီးလာဖို့အတွက်ဘယ်နှစ်နှစ်လောက်စောင့်ရတယ်ဒီဟာတွေကကျွန်တော်တို့9နှစ်လောက်ဆိုတော့စတီးပြီပေါ့ဟုတ်9နှစ်လောက်ဆိုတော့စတီးပြီဆိုတော့ဘယ်နည်းလောက်ဆိုတော့ကောင်းကောင်းဟုတ်ကဲ့ဗျဟုတ်ကျွန်တော်တို့ဒီဒေသမှာကြတော့ဆိုတော့ဒီပေါင်းထုတ်တော့တိုင်းကူလည်းမရဘူးဒီကောင်ကကျွန်တော်တို့လုပ်ပြီးအစီအစဉ်ဆိုင်လို့မရဘူးဆိုတာတော့ဒီအစီကဒီလိုဖြစ်တဲ့အကြီးမဖြစ်ဘူးပေါ့ဟိုတဘောတရားပြောမှဆိုကျွန်တော်တို့ဒီပေါင်းထုတ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီပေါင်းထုတ်ပြီးမှဒီကောင်ကြတော့အမြင့်ချတာပေါ့အမြင့်ချဒီကောင်ကကျွန်တော်တို့ဒီဧပြီမေလောက်ကောင်ကပေါင်းထုတ်တာပေါင်းထုတ်မှကျွန်တော်တို့လိုက်ဒီကြလာတဲ့ချိန်မှာကပြန်ရွှေ့ဆိုင်ပေါ့ကွာစိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အနက်ကတော့တောင်းဒီပြီးအနက်တပြီးပေါ့ဒီပတ်လေဒီမှာဒီချာမီဟိုဇာလေးထည့်ပြီးမှတော့စီပြီးတော့ဒီမှာဒီချာပြီးမှတုံးခေါင်းပေါ့ဒီတိုက်တဲ့အချိန်ဒီမြေကြီးမလို့ရှောင်းစိုက်ပြီးလို့ရိုက်ပြီးမှဟုတ်ကဲ့ဒီဒေတာတွေမှာဘလူတွေရောင်းဝယ်ကြလဲအနည်းဆုံးဈေးဘယ်လောက်နဲ့ရောင်းဝယ်ကြလဲကာလာပေါ့ဈေးတော့ဒီစပေါ်တဲ့အချိန်ကျတော့ကလုံးကို40 50ပေါ့ဟုတ်ကဲ့ဟုတ်ဒီအကြီးမြိုင်ပေါ်သွားတဲ့အချိန်ပေါ်ဆိုတဲ့အချိန်ကျတော့ဒါကြည့်ပြီးမှသူရဲ့လိုက်ထိုက်ပေါ့ဟုတ်ကဲ့အနည်းဆုံးဈေးကတော့15ကျပ်20တော့မအောင်ဘူးပေါ့ဟုတ်ကဲ့ဒီအတိပရဲ့တက်တာဘယ်နှစ်လောက်ရှိတယ်လေပေါ့ဒီတော့ပြောမယ်ဆိုနိရှိပင်ပဲနိရှိပင်ဆိုတော့နိလေး50လည်းပြောနေတယ်ဟုတ်ကဲ့လေးလာကြည့်တယ်လို့ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘိုင်လေယံဝဲတေဖန်ရှာရေရီဒဒမ်မိုဒေစီအယင်ငိုငါရဲ့ကရငါဝဲရစီမုံနဖူဖန်လေးစတန်